ငါတို့အာဆင်နယ်ရောဘာလို့မပါတာလဲငါတို့လီဗာပူးကဘာလို့မကစားရတာလဲငါတို့ဘာစီလိုနာရောဘာဖြစ်လို့လဲဆိုတော့ဒါအသင်းဖန်တွေလူတွေအတွက်ပေါ့နော်ဒါကျွန်တော်နည်းနည်းလေးရှင်းပြပြီးတော့မှဗီဒီယိုပဲဖြစ်ပါတယ်ဒါမှကြာခင်မှာကြောင်းလဲပြီးတော့ဒါကျင်းပတော့မှဒါကလပ်ဝါကတ်အကြောင်းလေးပေါ့နော်ဒါအရှိ4နှစ်ကိုပဲကြည့်ပါမယ်အဲ့ဒီအရှိ4နှစ်အတွင်းမှာဒါဥရောပအဆင့်သတ်မှတ်ထားတဲ့ပြိုင်ပွဲတွေမှာဗျာလို့လေ final ရောက်ကြမယ်ဗျာစူပလာတစ်ခုရရမယ်ဒါမှမဟုတ်သေးဘူးဆိုလို့ရှိရင်တော့ဒါ FIFA သတ်မှတ်ထားတဲ့ club ranking ပေါ့နော် club ranking မှာအဆင့်1 to 8ဝင်မှလာလျင်ဒါဒီပြိုင်ပွဲကိုဒါဝင်ရောက်ရှင်ဝင်ရရှိမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါလို့ရှိရင်ဒါခင်ဗျားရဲ့အတင်းကဘာကြောင့်ဝင်ပြိုင်ခွင့်ရလဲဘာကြောင့်ဝင်ပြိုင်ခွင့်မရရှိဘူးလဲဆိုတော့ဒါသိလောက်ပြီးထင်ပါတယ်ပေါ့နော်ကြောင်းလဲကျင်းပတဲ့အနေနဲ့ပုံစံကတော့ဘယ်လိုမျိုးလဲဆိုတော့ဗျာဒါကဘာဖလားလိုမျိုးပဲဒါ၄နှစ်မှတစ်ချိန်ကစားမှဖြစ်ပြီးတော့ပေါ့နော်လို့လဲကဘာမှာရှိရဗျာအကောင်းဆုံးကောင်းပေးညုံပေးပေါ့နော်တိုက်ကြီးတွေမှာရှိတဲ့အသင်းတွေအားလုံးရဲ့ပေါ့နော်32သင်းကိုဒါရွေးချယ်ပြီးတော့၄သင်းတအုပ်စုအနေနဲ့ပေါ့နော်ဒါကစားမှဖြစ်ပါတယ်အခုလက်ရှိလာမဲ့ဒါဂျွန်15ရက်နေပြီဒါဇူလိုင်73ရက်နေ့ထိကစားမှဖြစ်ပါတယ်ပေါ့နော်ပထမဆုံးဒါပြိုင်ပွဲလက်ခံကျင်းပတဲ့နိုင်ငံဒါအမေရိကန်နိုင်ငံပဲဖြစ်ပါတယ်ပေါ့နော်ဒါ FIFA အနေနဲ့လည်းဒါပြောင်းလဲကျင်းပလိုက်တဲ့အပေါ်မှာလက်ခံမှုတွေရှိသလိုဒါဝေဖန်တိုက်ခိုက်မှုတွေလည်းရှိတဲ့အတွက်ကိုမှကိုဒါအကောင့်တကအကောင်းဆုံးဖြစ်အောင်ဒါစူးစမ်းမယ်လို့တော့ဒါကျွန်တော်လည်းဒါကြားသိရတယ်ပေါ့နော်ဒီနေရာမှာဒါစုကြီးအနေနဲ့ဆိုလို့ရှိရင်เนาะဒါချန်ပီယံလိဂ်မှာပေးအပ်တဲ့အတိုင်းပဲပေါ့เนาะတစ်ဆင့်တက်တိုင်းမှာတစ်ဆင့်တိုင်းမှာစုကြီးဝင်ရတဲ့အစစ်အစစ်ရရှိနေမှာဖြစ်ပြီးတော့နောက်ဆုံးဒါချန်ပီယံဖြစ်တဲ့အသင်းကဒါစုကြီးဝင်အများဆုံးရရှိမှာဖြစ်တယ်ပေါ့เนาะဒီနေရာမှာဝေဖန်ထောက်ပြမှုတွေကတော့အများကြီးရှိခဲ့တယ်အဲ့ဒီထဲမှာဒါထူးခြားမှုတစ်ချက်အနေနဲ့ဆိုလို့ရှိရင်เนาะဒါကိုကြီးမက်ဆီပါဝင်တဲ့အင်တာမိုင်ယာမီအသင်းကိုဒါအင်ရှင်အသင်းဖြစ်ပေါ့เนาะ host up ဖြစ်နေတာပါဝင်ကစားခိုင်းတာဖြစ်ပါတယ်ဒါကတော့ဒါတော်လေးမှာဒါဆိုတဲ့အခြေအနေလို့ပြောလို့ရတယ်ဒါတခြားသောအသင်းပရိသတ်တွေအပြောမှဗျာသိရမလားဒါတခြားသောဗျာဒီမှာ Los Angeles လေးတို့ဘာတို့ကသူတို့ရဲ့ fan တွေကအစဗျာဒါမဖြစ်သင့်ဘူးဒါအဓိပ္ပာယ်မရှိဘူးလို့ပေါ့နော်ဒါခံစားရတယ်ပေါ့နော်ဒါပေမဲ့ဗျာကျွန်တော်ရဲ့အမြင်ကတော့ကျွန်တော်အထင်ရတော့ဗျာဒီပွဲကိုဒါပထမဆုံးပြန်ပွဲဖြစ်တာဆိုတော့တမင်ပွဲစုအောင်တမင်လူပိုစိတ်ဝင်စားအောင်လုပ်လိုက်တယ်လို့ပဲဒါကျွန်တော်တို့ထင်ပါတယ်ပေါ့နော်ဒါဘာဖြစ်ပါ official 32သင်းကလည်းထွက်ပြီးသွားပြီဖြစ်သလိုဒါ official မဲခွဲမှုကလည်းပြီးသွားပြီဖြစ်တဲ့အတွက်ကိုဒါကျွန်တော်တို့ဒါမကြခင်မှာတော့ဒါပြိုင်ပွဲတွေကြည့်ရမှာဖြစ်ပါတယ်ပေါ့နော်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ဗာလဲဆိုတော့ဒါဒီပြိုင်ပွဲရဗျာဂျွန်လမှာပြီးမှာဆိုတော့ဒါနိုဝင်ဘာမှာဘလုံးတော့ပြီးမှာဖြစ်တဲ့အတွက်ကိုဒါရွှေဘော်လုံးစုအတွက်လည်းဒါထည့်သွင်းစဉ်းစားတော့မှာပေါ့နော်ဒီအတွက်ဆိုလို့ရှိရင်ဒါဒီပြိုင်ပွဲမှာဘယ်ကစားသမားအကောင်းဆုံးလဲဘယ်အသင်းအကောင်းဆုံးလဲဘယ်အသင်းပိုဆွဲသွားမှာလဲပေါ့နော်ဒါပထမဆုံးပြိုင်ပွဲဖြစ်တဲ့အတွက်ကိုဒါပိုဆွဲသွားတဲ့အသင်းအနေနဲ့ဟောဒါအကောင်းဆုံးစုရရှိမဲ့ကစားသမားအနေနဲ့ဟောပေါ့နော်ဒါတော်တော်လေးမှာဒါတက်ပိုဟိုက်စရာကောင်းပါတယ်တကယ်တော့ဒါတမိုင်းတွင်မဲ့အခြေအနေလည်းဖြစ်တယ်ပေါ့နော်ဒါပေါင်မဲ့အသင်းတွေအနေနဲ့ဆိုလို့ရှိရင်တော့ဒါကျွန်တော်ယူရိုက12သင်းပေါင်ရရှိထားတယ်ဒါတောင်အမေရိကတိုက်ကဆိုလို့ရှိရင်ဒါ6သင်းပေါ့နော်ဒါမြောက်အမေရိကတိုက်က5သင်းပေါင်ထားတယ်အာရှတိုက်က4သင်းဒါအာဖရိကတိုက်က4သင်းပေါ့နော်ပြီးလို့ရှိရင်တော့ Oceania ပေါ့နော်ဒါနယူးဇီလန်ကလပ်အသင်းတစ်သင်းလည်းပေါင်ရရှိထားပါသေးတယ်ပေါ့နော်ဒါတွေကဒါ၄နှစ်မှတစ်ချိန်ဖြစ်တဲ့အတွက်ကိုဒီနှစ်မှတိုင်းလို့ဆိုလို့ရှိရင်လည်းဒါနောက်နှစ်မှကြာလို့ရှိရင်လည်းဒါတစ်မျိုးပါဝင်ခွင့်ပြောင်းလဲသွားနိုင်သေးတယ်ပေါ့နော်ကျွန်တော်ရဲ့ဒါ EP ရဲ့အနေနဲ့ဆိုလို့ရှိရင်တော့ဒါလက်ရှိချန်ပီယံ Man City အသင်းနဲ့ဒါ Chelsea အသင်းတို့ဒါပါဝင်ရရှိနေတာဖြစ်ပါတယ်ဒါဒီနှစ်သင်းရဲ့ဘယ်လိုလဲကစားမဲ့လူစင်ရများပြီးလို့ရှိရင်ဒါအုပ်စုတွင်းအခြေအနေတွေကိုလည်းကျွန်တော်နောက်နေ့မှပဲဒါအသေးစိတ်ဝေဖန်နေကန်သွားကြမယ်ပေါ့နော်ပြောပြပါဖြစ်ပါတယ်အခုလောဆယ်တော့ကျွန်တော်ဒီဗီဒီယိုကိုပြင်ထောက်ထားပါတယ်ကြည့်ပြီးသားလူရောမကြည့်ရသေးတဲ့လူရောသိပြီးသားလူရောမသိရသေးတဲ့လူရောဒါဗီဒီယိုကြည့်သွားလို့ရပါတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်နောက်မှပဲဆုံပါမယ်